လေးဖတ်လိုက်တယ်။မင်းမင်းရ။နည်းနည်းဖတ်။တော်မီးရ။ဘာလာချီလက်ကိုတော့ဆက်ပြီးဘာသာရေးပါနော်။ကိုစင်မင်းလွင်မန်းနေတဲ့အောင်တပောင်းတပောင်းအေးဆိုင်ဘယ်လဲကိုနေနေတော့ကြမှာအဲ့ဒါဒီတော့ဆလင်းနေပြီအတူတူပြတ်သိမ်းတယ်နေမြို့သိကြတာဟောပေါ့ဘုရားတော်နဲ့နှစ်သိတပတ်သိနေပေါ့ခေမဝင်းနဲ့တာယာဝင်းနော်ဒါနှစ်သိနဲ့ပါ